ရာမြေတနေရာရှိရမယ်လေထာဝရငြိမ်းချမ်းမှုရှာကပျော်ရွှင်နေတဘာဝရဲ့ရင်တွေငဲ့တွေတဘာဝရဲ့ရင်တွေငဲ့တွေပိုင်ဆိုင်တာအားလုံးစွန့်လာလေမနာလို့စရာလည်းပဲမရှိတော့ပဲဘယ်သူမဆိုအားလုံးတန်တူနေညီအကိုလို့ကျင်းနာမှုနဲ့လေလောကအသစ်တစ်ခုတည်